Hello အားလုံးပဲမင်္ဂလာပါ The Wise Tarot ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့အောက်တိုဘာလစာလုံးအတွက်ကိုယ့်ရဲ့ overall ကံအခြေအနေကို Tarot ဖတ်ပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာကတ်လေး၃ကတ်ပေးထားတယ်ပေါ့နော်ကိုကြိုက်တဲ့ကတ်ကလေးကိုရွေးချယ်ပြီးတော့မှကြည့်ရှုလို့ရပါတယ်ပထမဦးဆုံးက The Sunဒုတိယပိုင်းလေးကတော့ The Star ဆိုတဲ့ကတ်လေးဖြစ်ပါတယ်နောက်ဆုံးမှာတော့ The War အဲ့ဒီတော့ကိုအစွဲဆောင်ဆုံးကတ်လေးတစ်ကတ်ကိုရွေးပြီးတော့သွားရောက်ကြည့်ရှုလို့ရပါပြီအကယ်၍ကိုကတစ်ကတ်ထပ်ပို့ပြီးတော့မှရွေးချယ်ခြင်းနဲ့ဆိုရင်လည်းဒါကိုရေးထားတဲ့ကတ်အပြင်တခြားသောကတ်တွေကလည်းပြောချင်နေတဲ့ message တွေရှိနေလို့ပေါ့နော်ဒီတော့ကိုယ့်ရဲ့ intuition ယုံကြည်ပြီးတော့မှတစ်ကတ်ထပ်ပို့ပြီးရွေးချယ်လို့လည်းရပါတယ်ဒါဆိုရင်ကိုရေးထားတဲ့ကတ်လေးတွေမှာကိုရေးထားတဲ့ဖိုင်လေးတွေမှာပြန်လည်ဆုံတွေ့ပါမယ် Hello ဖိုင်ဝမ်လေးတွေအားလုံးပဲမင်္ဂလာပါဖိုင်ဝမ်လေးတွေကတော့ The Sun ဆိုတဲ့ကတ်လေးကိုရွေးထားတာဖြစ်တယ်နော်အဲ့တော့ဒီကတ်ကလေးကပျော်ရွှင်သားရတဲ့နေ့လေးတစ်နေ့ကိုကိုစားပြုတယ်ပေါ့နော်ပြီးတော့စိတ်အေးလက်အေးနဲ့အနားယူနေရယ်ဒါဆိုရင်ဒီကတ်လေးအတွက်အရင်ဦးဆုံး oracle လေးတွေကိုကြည့်လိုက်ရအောင်နော် answer ဒါလေးကတော့ blessings okay အဲ့တော့ဒီလထဲမှာအောက်တိုဘာလထဲမှာကိုယ့်အတွက် blessing တွေအများကြီးရှိနေတယ်ပေါ့နော်ကောင်းချင်းမင်္ဂလာတွေပြေဝနေတယ် The Sun ဆိုတဲ့ကတ်ကလေးကလည်းဒါပျော်ရွှင်ခြင်းပြေဝခြင်းဆုတောင်းပြည့်ခြင်းဒီလိုမျိုးတွေကိုရည်ညွှန်းတဲ့ကတ်လေးပဲဖြစ်တယ်အခုဒီအတိုင်းပဲဒီမှာလည်း blessing ဆိုတာဒီကိုယ့်အတွက်ကိုရည်မှန်းထားတဲ့အရာတွေကိုတောင်းထားတဲ့ဆုတွေကိုဖြစ်ချင်တဲ့အရာတွေကပြည့်လာဖို့ရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ answers ဆိုတော့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့ဒီနေ့စဉ်ဘဝအခြေအနေမှာပေါ့နော်ကိုသိချင်တဲ့အကြောင်းအရာတွေအဖြေမပေါ်တဲ့အရာတွေဒါမှမဟုတ်လို့ရှင်လည်းကိုအတွက်ခက်ခဲနေတဲ့အရာတွေအတွက်အဖြေတွေ့ရှိလာမယ်ပေါ့နော်ဒီသဘောမျိုးဖြစ်ပါတယ်ဒါဆိုရင် tea leaf လေးတွေကိုလည်းကြည့်လိုက်ရအောင်နော်ဒီတော့ tea leaf လေးတွေမှာslowly but surely getting ahead ဆိုတော့ကိုသွားနေတဲ့လမ်းတဖြည်းဖြည်းနဲ့ဖြည်းဖြည်းမှန်မှန်သွားနေတယ်ပေါ့နော် spiritual love middle and clear thinking ဟာလားကွက်တီးပဲပေါ့နော် headache over what you no longer have advice from a friend လေးဒီမှာထားလိုက်နော် and then new opportunities possibilities and paths opening okay ဒါဆိုရင်တော့လောလောဆယ်မှာပေါ့နော်ကိုကဖြည်းဖြည်းမှန်မှန်နဲ့သွားနေတယ်အရှိကိုရှောင်နေရဲဆိုပေမဲ့တချို့အရာတွေကကိုယ့်အတွက်မရှင်းမလင်းဖြစ်နေရပေါ့နော်ဥပမာလုပ်ငန်းကိုင်ငန်းတွေကအရှိကိုမရောက်တာမျိုးဒါမှမဟုတ်လို့ရှိရင်လည်း education နဲ့ပတ်သက်ပြီးတော့မှအရှိကိုဘာတွေဆက်ရွေးချယ်ရမှာလဲဘယ်လိုသွားရမှာလဲ
ကိုအတွက် unclear ဖြစ်နေတဲ့အရာတွေအတွက်အဖြေတွေးရှိလာမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီမှာ advice from a friend ဆိုတော့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းဒါမှမဟုတ်လည်းနီးစပ်တဲ့မိသားစုဝင်တွေကနေတဆင့်အကြံဉာဏ်ရလာတာမျိုးတွေကိုယ့်ရဲ့အကြီးအကဲတွေဒါမှမဟုတ်ကိုယ့်ရဲ့ဆရာဆရာမတွေစီကနေကိုယ့်အတွက်ကောင်းမွန်တဲ့အဖြေတွေရရှိမှာဖြစ်တယ်ဒါမှမဟုတ်ရင်ကိုယ့်မှာ mentor တွေပါရှိတယ်ဆိုလို့ရှိရင်လည်းဒါကောင်းမွန်သူတို့စီကနေတဆင့်အကျိုးရှိတဲ့အဖြေတွေကိုရရှိမှာဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်ရင်ကိုယ့်ဘဝအတွက်အသုံးဝင်တဲ့ကိုယ့်ဘဝအတွက်အရေးကြီးတဲ့ပညာရည်အသစ်တွေကိုသင်ယူရတာဆရာကောင်းတမကောင်းတွေကိုတွေ့ရှိရတာဒါမျိုးတွေလည်းဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ blessing ဆိုတဲ့အတိုင်းဒီမှာ blessing ကိုယ့်ရဲ့ blessing ကပါလဲဆိုတော့ opportunities အသစ်တွေတွေ့မယ်နော်အခွင့်အရေးအသစ်တွေတွေ့မယ်နောက်ဒီကိုအတွက်ဖြစ်နိုင်တဲ့လမ်းကြောင်းတွေပေါ့နော်ကိုတိုးတက်ဖို့အောင်မြင်ဖို့အတွက်လမ်းကြောင်းတွေကလည်းပွင့်နေတာဖြစ်တယ်ပေါ့နော်အဲ့တော့အော်တိုဘာလထဲမှာကိုရဲ့ blessing ကတော့ကိုကလည်းရှာဖွေနေဖို့လိုတယ်ပေါ့နော်ကိုရဲ့ဒီအခွင့်အလမ်းသစ်တွေအောင်မြင်မှုအသစ်တွေဒါမှမဟုတ်ရင် education ပဲဖြစ်ဖြစ်ပညာရေးအသစ်တွေကိုသင်ကြားရတာဒီလိုမျိုးတွေ့ရှိလာမှာပဲဖြစ်ပါတယ်ဒါကတော့ headache over what you no longer have ဆိုတော့တိတ်မှာကိုတခုခုဆုံးရှုံးခဲ့တဲ့အရာတွေလည်းရှိရင်ရှိမယ်ပေါ့နော်ဒါမှမဟုတ်ရင်ကိုဆူတောင်းနေမပြေခဲ့တာဒါမျိုးတွေဖြစ်ရင်လည်းဖြစ်ခဲ့ပါလိမ့်မယ်ဒါပေမဲ့အခုကတော့အဲ့ဒီအရာတွေအတွက်အကောင်းဆုံးကိုလမ်းပြပေးမယ်အဖြေကိုတွေးရှိလာမှာဖြစ်ပါတယ်ဒါဆိုရင် tarot လေးတွေကိုလည်းကြည့်လိုက်ရအောင်နော်The Hammer, King of Swords, and Three of Pentacles. There you go. အဲ့တော့ဒီမှာ Three of Pentacles အဲ့တော့အောက်တိုဘာလထဲမှာပညာရေးအသစ်တွေစပြီးသင်ကြားရမယ်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ်နဲ့အောင်မြင်မှုကိုရရှိမှာဖြစ်တယ်အဲ့တော့ဒီလထဲမှာအများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ်အဓိကတော့ဒီမှာပြောထားတာတငယ်ချင်းတွေပေါ့နော်အဲ့တော့တငယ်ချင်းမိတ်ဆွေစီကနေကောင်းတဲ့အကြံပြုချက်တွေရရှိမယ်ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ်နဲ့ကိုယ့်အတွက်အဖြေရှာမရတဲ့အရာတွေကိုဖြေရှာတွေ့မယ်ခက်ခဲနေတဲ့အရာတွေပြည်လည်သွားနိုင်ပါတယ်King of Swords the Hangman အဲ့တော့အခုလောလောဆယ်မှာသင်လှုပ်ချင်နေတဲ့အရာတွေပေါ့နော်သင်လှုပ်ချင်နေတဲ့အရာတွေကဖြည်းဖြည်းတော့သွားနေတယ်မသွားဘူးမဟုတ်ဘူးရက်နေတာမျိုးလည်းမဟုတ်ဘူးဖြည်းဖြည်းမှန်မှန်သွားနေပြီမဲ့သင်အနေနဲ့အရှိကိုမရောက်ဘူးလို့ခံစားရနိုင်တယ်ပေါ့နော်အဲ့တော့အဲ့လိုခံစားရတဲ့အချိန်မှာကိုနေ့စဉ်ပြုလုပ်နေကြဒါမှမဟုတ်အမြဲတမ်းပြုလုပ်နေကြပုံစံတွေထက်အပြင်ကိုထွက်ပြီးတော့မှဘောင်ထဲကနေထွက်ပြီးတော့မှတခြားသောရှူထောင့်ကနေကြည့်ရှုပြီးတော့မှထပ်ပြီးစူးစမ်းကြည့်ပါပေါ့နော်ဒါဆိုရင်တော့ပို့ပြီးတော့မှအောင်မြင်တဲ့ပို့ပြီးတော့မှအရှိကိုရောက်နိုင်တဲ့လမ်းကြောင်းပေါ်ရရှိမှာဖြစ်တယ်နောက်ဒီမှာလည်း King of Swords ဆိုတော့ဒီဟာကကျမဘာပြောနေလဲဆိုတော့သတင်းစကားတွေရောက်လာဖို့ရှိတယ်ပေါ့နော်ဒီမှာ answer ဟာလား advice for friend သတင်းစကားတွေ message တွေကိုအတွက်အကျိုးရှိနိုင်တဲ့message တွေရောက်လာဖို့ရှိရယ်အဲ့ဒါတွေကိုကိုအတွက်အကျိုးရှိနိုင်အောင်ကောင်းကောင်းမွန်မွန်အသုံးချပြီးတော့မှမတူညီတဲ့ရှုထောင့်ကနေထပ်ပြီးတော့မှစူးစမ်းတင်နေပေါ့နော် Okay ဒါဆိုရင် tarot ကတ်လေးတွေဆက်ရွေးကြည့်လိုက်အောင်
ဒီ reading ကိုကြည့်ရတာတော့ love အချစ်ရည်နဲ့ပတ်သက်ပြီးတိတ်မတွေ့ရဘူးပေါ့နော်ဒီမှာ spiritual love တစ်ခုပဲတွေ့ရဒါကတော့spiritual နဲ့ပတ်သက်တာဟလား blessing မှာလဲတွဲရဖြစ်နေကိုနဲ့စိတ်တူကိုတူဟို romantic love ဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်ကိုနဲ့စိတ်တူကိုတူအရှိကိုသွားဖို့ကိုလှုပ်ချင်တာလှုပ်ဖို့ဥမာတငယ်ချင်းပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်ရရှိလာတာမျိုးတိုးပွားလာတာမျိုးတွေအစားရှိတဲ့ blessing တွေရလာဖို့ရှိပါတယ် Okay so Page of Pentacles the Last Judgment Wheel of Fortune Okay အဲ့တော့ဒီ reading လေးကတော်တော်ကိုကောင်းနေပေါ့နော် Page of Pentacles the Last Judgment and the Wheel of Fortune ဒီ reading ကကျွန်မဘာပြောနေလဲဆိုတော့တင်ကအခုဒီဖိုင်ဝမ်လေးတွေကဘယ်လိုပြောမလဲကိုတိတ်တိတ်လေးပဲတွေးရပေါ့နော်အရန်အကြီးကြီးမှာဒါကတော့ငါအတွက်တော့ဖြစ်နိုင်မယ်မထင်ဘူးဒါတော့ငါရနိုင်မှာမဟုတ်ဘူးဒီလိုမျိုးတိတ်တိတ်လေးတွေမတွေးပါနဲ့ပေါ့နော်ကြီးတွေးပါရီမှန်းချက်ကြီးထားပါကံတရားကလည်းတင်းဖက်မှာရှိနေတယ်ဖိုင်ဝမ်လေးတွေဖက်မှာရှိနေတယ်ဒါပေမဲ့တခုရှိတာကတော့နောက်ဆုံးစာမေးပွဲတစ်ခုတော့ဖြည့်ဖို့လိုတယ်ပေါ့နော်အဲ့တော့အဲ့ဒီ inner calling ကိုယ့်ရဲ့အတွင်းထဲကနေဖြစ်ချင်တဲ့ဆန္ဒတစ်ခုခုနောက်ဆုံးကိုနဲ့ align အဖြစ်ဆုံးကိုနဲ့အကိုက်ဆုံးအရာတစ်ခုခုကကိုစီကိုရောက်ရှိလာမှာဖြစ်တယ်ကိုကလည်းဒါအတွက်ကြီးတွေးထားဖို့လိုတယ်ပေါ့နော်ဟိုတေးမမွားလေးပဲမတွေးနဲ့ပေါ့နော်နောက်တစ်ခုကတော့ဒီဖိုင်ဝမ်လေးတွေရွေးတဲ့သူတွေက spiritual နဲ့ပတ်သက်တဲ့အလုပ်ကိုလုပ်တဲ့သူတွေလည်းဖြစ်ဖို့များတယ်ပေါ့နော်ဥပမာ healing ပေးတာဟလားဒါမှမဟုတ်လည်းဒီလိုပဲ tarot ဖတ်ပေးတဲ့သူတွေဖြစ်တာဒီလိုမျိုးတွေဖြစ်ဖို့များတယ်လို့တွေ့ရပါတယ်အဲ့တော့ကို့မှာကံတရားကိုဖတ်မှာပြေဝရှိနေတယ်ကိုစီကိုရောက်ရှိလာမဲ့ blessing တွေကလည်း opportunities တွေဒီ pathway တွေအားလုံးကကိုစီကိုရောက်လာမယ်ကိုမရှင်းတဲ့အရာတွေသိရှိလာမယ်ပညာရဲ့အသစ်တွေကိုလည်းစီးပူးရမယ်ဒါမှမဟုတ်ဆရာကောင်းသမားကောင်းတွေနဲ့တွေ့မယ်ပေါ့နော်အဲ့တော့ကိုဖက်ကနေလည်းအပြည့်အဝစူးစမ်းပြီးတော့မှအကြီးမှန်းထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီ ဖိုင်ဝမ်လေးတွေအတွက်အလောက်ကင်တဲ့ career အပိုင်းကိုတသက်ပြန်ပြီးတော့မှထပ်ကြည့်ပေးမယ်ပေါ့နော်ဖိုင်ဝမ်လေးတွေအတွက်အလောက်ကင်တဲ့ career ကတော့အော်တိုဘာလထဲမှာဘယ်လိုအခြေအနေတွေကြုံရမလဲဘာတွေဖြစ်လာမလဲOkay leadership ဆိုတော့ကိုကဥဆောင်ဦးရပြုရမယ့်အရာတွေဒီမှာတွေလည်းအများကြီးတွေ့ခဲ့တယ်ပေါ့နော်အစ်စ်တွေရောက်လာမယ် blessing တွေရှိရယ်အကြည့်ကိုအတွက်ဖြစ်ချင်တဲ့အရာတွေကိုကြီးတွေးထားဖို့လိုတယ်နောက်တစ်ခါတော့ကိုကဒီမှာ leadership role ကိုသွားနေတယ်ပေါ့အခုချိန်မှာတော့ကိုကleadership မဖြစ်သေးဘူးတခြားသူတွေဥဆောင်ဦးရမပြုရသေးဘူးဆိုပေမဲ့ဒါမှမဟုတ်လည်းလူအများနဲ့မလုပ်ကန်ရသေးဘူးဆိုပေမဲ့ကိုက leadership ဖြစ်လာဖို့တွေရှိရဲ့ဥဆောင်ဦးရပြုရမယ့်အရာတွေတွေ့ရပေါ့နော်နောက်တစ်ခုကတော့ guiding your team towards success with confidence and clarity ဟလာအဲ့တော့ clarity ရဖို့ဆိုရင်ကိုမသိတဲ့အရာတွေကရှင်းလင်းသွားမှာclear ဖြစ်သွားမယ်အခုက unclear ဖြစ်နေတယ်တချို့အရာတွေကတိတ်မသိဘူးကိုဘယ်လိုစရမှန်းမသိတာဒါမှမဟုတ်ရင်ကို business ကသွားနေကြလမ်းကြောင်းကြီးအတိုင်းပဲသွားနေတာဒါမှမဟုတ် career အသစ်စချင်တာ education အသစ်ကိုစီးပူးချင်တာဒါမျိုးတွေမသိဘူးဆိုပေမဲ့အခုချိန်မှာမသိဘူးဆိုပေမဲ့ဒီလိုရှင်းလင်းပြတ်သားတဲ့အဖြစ်ကိုစီကိုရောက်လာမယ်ပြီးရင်တော့အဲ့ဒီကနေတဆင်ကိုကပို့ပြီးတော့မှကြီးမားတဲ့ပို့ပြီးတော့မှကြီးတဲ့ရာထူးရရှိသွားတာဟုတ်လားဒါမှမဟုတ်စီးပွားရေးတွေတိုးချဲ့တာဒီလိုမျိုးကိုဥဆောင်ဥရပြုရတဲ့အရာတွေကိုပြုလုပ်ရမှာပဲဖြစ်ပါတယ်
Okay ပါဒါဆိုလို့ရှိရင်တော့ဖိုင်ဝမ်လေးတွေအားလုံးအတွက်ဒီနေ့ကတော့ဒီလောက်ပါပဲအဲ့တော့တင်နဲ့ကိုက်ညီရဲဆိုလို့ရှိရင်လည်း comment လေးတွေမှာရေးပေးသွားပါအောင်နော်ဟိုနောက်ထပ်တင်မဲ့ tarot reading လေးတွေကိုသိရှိဖို့အတွက်လည်း channel လေးကို subscribe ပြုလုပ်ပေးသွားပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye Hello ဖိုင်တူလေးတွေအားလုံးပဲမင်္ဂလာပါဖိုင်တူလေးတွေကတော့ The Star ဆိုတဲ့ကတ်လေးကိုရွေးထားတာဖြစ်ပါတယ် Star ဆိုတဲ့ကတ်လေးပုံလေးထဲမှာကြည့်လိုက်ရင်တော့အေးချမ်းနေတာပဲပေါ့နော်သူတယောက်တည်းကြိတ်လို့ကြည့်နေတယ်ဒီလို vibe မျိုးကအရန်ကိုဇုံကိုယ်တိုင်လည်းအရန်ကြိုက်တဲ့ vibe မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကတ်လေးကိုကြည့်လိုက်တာ ਨੇ အေးချမ်းနေတာပဲပေါ့နော်ဒါကတော့သူ့ပုံစံလေး Okay ဒါဆိုရင်သူ့အတွက် oracle ခက်ကလေးကိုရွေးလိုက်ရအောင်ဒါဆိုရင်ဖိုင်တူလေးတွေအတွက် general message ကဘာများဖြစ်မလဲဖိုင်တူလေးတွေအတွက်အော်တိုဘာလအတွက် general message ကဘာများဖြစ်မလဲ Please guide me finding okay ဒီကလေးလေး try this love ဒါဆိုရင်တော့ဒီကက်ကလေးတွေကိုရွေးထားဒီဖိုင်တူလေးကိုရွေးထားတဲ့သူတွေဟာအချစ်ရည်နဲ့ပတ်သက်တာဟာလားဒါမှမဟုတ်ရင်ကိုယ့်အတွက် peace and harmony ဖြစ်မဲ့အရက် peace and harmony ဖြစ်မဲ့ environment ကိုရှာဖွေနေတဲ့သူတွေဒါမှမဟုတ်ရင်လည်းတွေ့ရှိမဲ့သူတွေဖြစ်တယ်ပေါ့နော်ဒီပုံစံလေးကိုကြည့်လိုက်တာ ਨੇ အဲ့ဒီလိုမျိုးခံစားရတယ်ပေါ့နော်ကိုယ့်အတွက်အေးချမ်းနေမဲ့နေရာကိုနဲ့ကိုက်ညီမဲ့သူတွေဝင်းရံနေမဲ့နေရာဟုတ်လားဒီလိုမျိုးနေရာတွေကိုတွေ့ရှိမဲ့သူတွေဖြစ်တယ်ပေါ့နော်โอเคဒါဆိုရင် tea leaf လေးတွေကိုလည်းကြည့်လိုက်ရအောင် A meeting with a stranger could be important အဲ့တော့ဟုတ်လားကိုကလည်းဒီလိုကိုအတွက် peace and harmony ဖြစ်မဲ့နေရာကိုကိုယ်တိုင်ကလည်းရှာနေတယ်တွေ့ရှိလာမဲ့သူတွေကလည်းကိုယ့်အတွက်အရေးကြီးတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့တော့လူအသစ်တွေနဲ့တွေ့ရမယ်ကိုတခါမှမတွေ့ဘူးတဲ့သူတွေကကိုတကယ်ကိုအေးချမ်းမှုပေးနိုင်တဲ့သူတွေလည်းဖြစ်မဲ့တချို့တွေအတွက်ကတော့ romantic love ဖြစ်နိုင်တယ်ပေါ့နော်ကိုအတွက် partner အသစ်တွေတွေ့ရတာဟာလား love relationship အသစ်တွေတွေ့ရတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခါတော့ plenty of material things ငွေကြေးဥစ္စာဒနာတွေအများကြီးရရှိဖို့ရှိတယ် a wish is granted ဆုတောင်းနေပြေဝမယ်အရန်ကောင်းတာပဲပေါ့နော် temporary situation ဒါကတော့ကိုမဖြစ်ချင်တဲ့အရာတွေဟလာလူတိုင်းမှာမဖြစ်ချင်တဲ့အရာတွေမရချင်တဲ့အရာတွေရှိတတ်တယ်လေအဲ့လိုမျိုးတွေရှိခဲ့ရင်လည်းအဲ့ဒါ temporary ပဲခဏပဲပေါ့နော်ဆိုတော့စိတ်ညစ်စရာတွေရှိရင်လည်းဒါခဏပဲဆိုတော့ပြောချင်တာပါ protection from a powerful friend တချို့တွေဆိုရင်ဒီ ancestor guidance တွေရှိရယ်ကိုစောင့်ရှောက်နေတဲ့အဆောင်ရှောက်တွေရှိရယ်မမြင်ရတာမြင်ရတာအားလုံးပဲပေါ့နော်အဲ့တော့ဒီလိုအဆောင်ရှောက်တွေကကိုယ်ကိုစောင့်ရှောက်နေတဲ့ကာကွယ်ပေးနေတယ်ဆိုတဲ့ message လေးပဲဖြစ်ပါတယ်နောက်တစ်ခါတော့ good advice from a wise person အဲ့တော့ကိုယ့်ရဲ့ဆရာသမားအကြီးအကဲမိတ်ဆွေသူတို့တွေစီကနေအကြံဉာဏ်ကောင်းတွေလည်းရလာဖို့ရှိတယ်ပေါ့နော်Okay ဒါဆိုရင် tarot card လေးတွေကိုလည်းကြည့်လိုက်ရအောင်နော်
Queen of Pentacles, Ten of Swords, Three of Cups ဟုတ်လားအဲ့တော့ဒီကြားလာတဲ့ကက်ကလေးတွေကနေဘာတွေပြောချင်နေရလဲဆိုတော့ဒီဖြစ်စီဥစ္စာဒနာတွေကလည်းကျွယ်ဝဖို့ရှိရဟလားဒီမှာလေအဲ့တော့ဒါကတော့လုံးဝကွက်တီပဲပေါ့နော်ကိုကလုံးဝဟိုအပူပင်မရှိအေးစစ်စစ် grounded ဖြစ်နေနိုင်မယ်ပေါ့နော်ကို့မှာပူပင်တော့ကရောက်ရတာမျိုးငွေကြေးဥစ္စာနဲ့ပတ်သက်ပြီးပူပင်ရတဲ့အရာမျိုးတွေမရှိဘူးဒါပေမဲ့ကို့မှာအခုလောလောဆယ်မှာဒီခုနပြောခဲ့တဲ့အရာပေါ့နော်ကိုအခုမဖြစ်ချင်တဲ့အရာတစ်ခုခုကို့မှာရှိနေနိုင်တယ်ပေါ့နော်အဲ့တော့ဒီအရာကကိုလေးလံစီတယ်ပင်ပန်းစီတယ်နာကျင်စီတယ်ဒီလိုမျိုးဖြစ်ခဲ့ရဆိုရင်လည်းဒါခဏပဲဒီခဏတာလေးကိုအကောင်းဆုံးကြော်ဖြတ်လိုက်ပေါ့နော်အကြံတဲ့ຢာတွေအလုံးကကောင်းမွန်နေတယ်ဟလားကိုဘေးမှာစောင်းရှောက်နေတဲ့စောင်းရှောက်တွေရှိတယ်ကိုလမ်းညွန်ပြတာပေးမဲ့ဆရာကောင်းသမားကောင်းတွေလည်းရှိတယ်ဒါမှမဟုတ်ရင်လည်းကိုရဲ့ချစ်သူကိုအိမ်ထောင်ဖက်ကိုမိသားစုဒါမျိုးလူတွေကကိုဘေးမှာအပြည့်အဝရှိနေတယ်ပေါ့နော်ဒါပေမဲ့ကိုစိတ်ထဲမှာဒါမှမဟုတ်ရင်လည်းတခြားသောပြင်ပကိစ္စရဲ့တစ်ခုခုကြောင့်ကိုကနာကျင်ရတဲ့ကိစ္စတွေရှိခဲ့နေဒါကတော့ခဏပဲဆိုတာကိုပြောချင်တာဖြစ်ပါတယ် Now ဒီမှာ a wish is granted ဟလာဟိုကိုစုတောင်းထားတဲ့ကိစ္စတစ်ခုခုဘာဖြစ်မလဲဥပမာbusiness ကိစ္စပဲဖြစ်ဖြစ်ဒါမှမဟုတ် education ပဲဖြစ်ဖြစ်တခြားသောကိုဖြစ်ချင်တဲ့အရာတစ်ခုခုကပြေဝဖို့ရှိတယ်ပြေဝမယ်နောက်ဒီပြေဝလာတဲ့စုတောင်းအတွက်ကိုတိုင်းက celebration လုပ်ရမယ် celebrate လုပ်ရမယ်ဟလားအဲ့တော့စုတောင်းကတော့ပြေဝဖို့ရှိတယ်ပေါ့နော်ကိုဘာတွေစုတောင်းထားလဲဆိုတော့တယောက်နဲ့တယောက်မတူတဲ့အတွက်မသိနိုင်ဘူးပေါ့နော်အဲ့တော့စုတောင်းနေပြေဝလာမယ်ပေါ့နော်ဒါလေးကိုထပ်ပြီးတော့မှအသေးစိတ်သိရအောင်လို့ထဲရကတ်လေးတွေထပ်ကြည့်ရအောင်နော်Nine of Wands. Okay. Ace of Cups. Nine of Pentacles. အဲ့တော့ထွက်လာတဲ့အရာကက်ကလေးတွေကတော့ခုနအတိုင်းမိပါတူတယ်ပေါ့နော်အဲ့တော့ကိုမှလွတ်ချစရာတွေဒါမှမဟုတ်လို့ရှင်လေလေးပင်နေတဲ့အရာတွေကိုတယောက်တည်းထမ်းပိုးထားရတဲ့ကိစ္စတွေဒါတွေကိုတောက်နိုင်သလောက်လွတ်ချပေးဖို့လိုတယ်နောက်တစ်ခုကတော့ကိုအရန်စူးစမ်းနေတဲ့အရာတွေပေါ့နော်ဒီကိစ္စအလုပ်ကိစ္စလည်းဖြစ်မယ်အခြေရည်လည်းဖြစ်မယ်ပေါ့နော်ကိုနာကျင်စီတာပင်ပန်းစီတာအရှိကိုမရောက်တာဒီလိုမျိုးကိစ္စရက်တွေရှိရင်လည်းရှိမယ်ပေါ့နော်အဲ့တော့ဒါကတော့ခုနပြောလို့ပဲ temporary situation ဖြစ်တယ်တချို့အရာတွေကတော့လွတ်ချတင်လည်းလွတ်ချပြီးလိုက်ပေါ့နော်ဒါမှသာကောင်းတဲ့အရာတွေကိုစီထပ်ရောက်လာမယ်ဟလားကိုကလည်းကောင်းတဲ့အရာတွေကိုပဲရှာဖွေနေရဖြစ်တဲ့အတွက်ဒီမှာတွေးရှိဖို့လည်းရှိနေတယ်ကိုရှာနေရတယ်တွေ့မယ်ကိုရှာနေတဲ့အရာဘာဖြစ်မလဲဥမာငွေကြေးဥစ္စာဒနာလားအချစ်လားဒါမှမဟုတ်ရင်ပညာရဲ့အသက်လားအောင်မြင်မှုလားဒါတွေအားလုံးကကိုယ့်စီကိုရောက်လာမှာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာကိုယ်တိုင်ကကို limit လုပ်ပြီးတော့မှသတ်မှတ်ထားတဲ့အရာတွေဒါတွေကိုလွတ်ချပေးလိုက်ဖို့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ reading ကိုဖတ်ဒီ fine tool လေးတွေကအခြေအနေနဲ့ပတ်သက်ပြီးတော့သိချင်တာများရှိမလားမသိဘူးပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တစ်ဖက်မှာအရန်နာကျင်ခက်ခဲနေတဲ့ကိုယ့်ရဲ့ဒီအဟောင်းတွေပေါ့အဟောင်းတွေကိုလွတ်ချတဲ့နယ်လို့ထင်လွတ်ချလိုက်ပေါ့နော်ဒီမှာကိုယ့်အတွက်ရောက်ရှိလာမယ်ရောင်နေအသက်တွေကံကောင်းခြင်းအသက်တွေရှာဖွေတွေ့ရှိလာမှာဖြစ်ပါတယ်ဒါကြောင့်မလို့တချို့အရာတွေကတော့သူ့ဘာသာသူပဲ let go လုပ်လိုက်ပေါ့နော်နောက်ဒီငွေရေးကြေးနဲ့ပတ်သက်လာရင်လည်းပြောစရာမရှိဘူးလုံးဝ grounded ဖြစ်တယ်ဘာမှပူပန်စရာမရှိဘူး survivor မှုမှမရှိဘူးလုံးပြည့်စုံကြွယ်ဝတဲ့အနေအထားမျိုးစိုးရိမ်စရာပူပန်စရာမရှိတဲ့အနေအထားမျိုးမှာရှိပါတယ်။ Okay ဒါဆိုရင်အလောက်ကင်နဲ့ career အတွက်ထပ်ပြီးတော့မှကြည့်ပါမယ်။
Find two lady a drug carrier got below chini she le look ma Barry Pulo Polo at the day. Changed. So major changes are approaching in your life. ကိုစီကိုပြောင်းလဲမှုအကြီးတွေရောက်လာဖို့ရှိရပေါ့နော်အလုံးမှာဘဝမှာတစ်ခုမဟုတ်တစ်ခုမှာ relationship မှာအဲ့တော့ဟုတ်နည်းနည်းတော့သိချနေပေါ့နော်ဒီမှာ major change are approaching in your life whether in work or relationships or personal development အဲ့တော့ကိုယ့်ရဲ့အလုံးမှာကိုယ့်ရဲ့relationship မှာเนาะဒီအခြေရေးမှာဒါမှမဟုတ်ရင်လည်းကို personal development အတွက် major change နေရှိတယ်အဲ့တော့ဒီ change ကပြောင်းလဲမှုဆိုတာကတော့ပြောမယ်ဆိုရင်တက်တောင့်တက်တာမဖြစ်ဘူးပေါ့နော်ဘယ်လိုပြောင်းလဲမှုပဲဖြစ်ဖြစ်ဥပမာအိမ်ပြောင်းတာပဲဖြစ်ဖြစ်မြို့ပြောင်းတာအလုပ်ပြောင်းတာဒီလိုပြောင်းလဲမှုလေးတွေတောင်မှအစင်သင့်ရှိနေခဲ့ရင်တော့တက်တောင့်တက်တာမဖြစ်တဲ့အတွက်ဒီလို major change တွေဖြစ်လာပြီဆိုရင်တော့ကိုယ့်အတွက်ကနည်းနည်းတော့ခက်ခဲမယ်ပေါ့နော်အဲ့တော့ဒီမှာလေဒီလို major change တွေအပြောင်းလဲတွေရှိလာခဲ့ရဆိုရင်ကိုစီမှာလေးပင်တဲ့အရာတွေကိုထမ်းပိုးထားရတာမျိုးကြုံရမယ်စိတ်တွေခံစားစိတ်တွေလေးပင်ပြီးတော့မှခံစားရမယ်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့လည်းဒီလိုပြောင်းလဲမှုတွေကအခုကြည့်လိုက်တဲ့အချိန်မှာတော့ကောင်းတဲ့ပြောင်းလဲခြင်းတွေပဲရှိတယ်ပေါ့နော်ဒီဟာကလွယ်ရင်ကြံ့တာအားလုံးကအကောင်းတွေဖတ်မှာပဲဆက်သွားဖို့ရှိနေတယ်ဒီတော့ဒီပြောင်းလဲမှုကိုလက်ခံလိုက်ပါnew direction ကိုသွားဖို့အတွက်ဘဝအီမန်ချက်အသစ် new relationship အသစ်တွေကိုလက်ခံဖို့ကောင်းတဲ့အရာအသစ်တွေကိုလက်ခံဖို့အတွက်ကိုအားတင်ပြီးတော့မှရှေ့ဆက်ပါဆွဲလုံးလောက်ဝရိယရှိပေါ့နော်ကိုအားပေးပါပေါ့နော် okay ဆိုတော့ဖန်တူလေးတွေအတွက်ကတော့ဒီလောက်ပါပဲပေါ့နော်အဲ့တော့ကိုနဲ့ကိုင်းညီတယ်ကိုရဲ့ energy နဲ့ကိုင်းညီတယ်ကိုဖြစ်နေတာတွေနဲ့ကိုင်းညီတယ်ဆိုလို့ရှင်လေ comment မှာအတိပေးပြီးတော့ comment လေးရေးသွားပေးပါအောင်နော်နောက်ထပ်တင်မဲ့ tarot reading လေးတွေတွေ့ရှိဖို့အတွက်လည်းဒီ channel လေးကို subscribe ပြုလုပ်ပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye Part 3လေးတွေအားလုံးပဲမင်္ဂလာပါ Part 3လေးတွေကတော့ The Wall ဆိုတဲ့ card ကလေးကိုရွေးထားတာပဲဖြစ်ပါတယ်လုံးဝပျော်ရွှင်နေရဟလားပျော်ရွှင်နေတယ်ဒီမှာသူပန်းစည်းလေးနဲ့ကနေတယ်အရှိမလည်းနေအောင်ကြီးကပေါ်ထွက်လာပြီအဲ့တော့ကန်ကောင်းချင်းတွေရောက်လာပြီဆိုတဲ့သဘောမျိုးနောက်တစ်ခုကတော့တစ်ခုပြီးမြောက်သွားတဲ့အထိတ်အမှတ်လိုမျိုးပေါ့နော်သူကောင်းဝင်လေးတွေပန်းစည်းလေးတွေဒါမျိုးကိုင်ထားတာသူ့ဘဝမှာသူကြုံခဲ့ရတဲ့အရာတွေသူပေးဆက်ခဲ့ရတဲ့အရာတွေကပြီးသွားပြီအသစ်သင်ခန်းစာအသစ်တွေစဖို့ကံကောင်းမှုတွေစတင်လက်ခံဖို့အစဉ်သင့်ဖြစ်နေပြီဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ဒါဆိုရင် point 3လေးတွေအတွက် general oracle card ကလေးတွေကိုကြည့်လိုက်အောင်နော်အဲ့တော့ point 3လေးတွေအတွက် general ပြောချင်တဲ့ message ကဘာများဖြစ်မလဲtravel အဲ့တော့ the wall ကလေ तू ကပြောမယ်ဆိုရင်ခရီးသွားတာလည်းပါတယ်ခရီးသွားရခြင်းပေါ့နော်တချို့ဆိုရင်တစ်ကမ္ဘာလုံးဒါမှမဟုတ်ရင်ကိုယ်နဲ့လုံးဝမနီးစပ်မasset တဲ့အရာမျိုးအရန်ဝေးလံနဲ့ကိုနေတဲ့နေရာနဲ့အရန်ဝေးလံတဲ့နေရာမျိုးတွေအထိခရီးသွားလာရခြင်းမျိုးတွေပေါ့နော်ဒီမှာလဲ travel ဆိုတော့ဒါခရီးသွားရမှုတွေရှိရပေါ့နော်နောက်တစ်ခုကတော့ friendship တငယ်ချင်းကောင်းနေတငယ်ချင်းတွေနဲ့ဟလာခရီးသွားရမျိုးလည်းဖြစ်မယ်ပေါ့နော်ဒါမှမဟုတ်လည်းတငယ်ချင်းနဲ့ပိုပြီးတော့မှချစ်ခင်ရင်းဒီကျွမ်းဝင်တဲ့အနေအထားမျိုးတွေရှိပါတယ်ဒါဆိုရင် tea leaf ကလေးတွေကိုလည်းကြည့်လိုက်ရအောင်နော်အများကြီးကြာဆိုတော့ပြန်ပြီးလုပ်လိုက်မယ်နော်
Okay တကက်ကထက်ကျန်နေရဆိုထားလိုက်မယ်နော်ပထမဆုံးခုနဒီကလေးကျန်နေတာ family wishes come true ဟာလားမိသားစုဆုတောင်းနေပြည့်ဝမယ်ပေါ့နော်နောက်တစ်ခါတော့ successfully overcome a problem and then advice from a friendship opportunities are waiting for you great good fortune ဟာလား fully globally successful outcomes to your problems okay ဒီမှာလဲပါလဲ successfully overcome a problem နောက်တစ်ခုကတော့ do not be tempted to lower your standards နော်အဲ့တော့ဒါလေးကိုဒီမှာထားမယ်ဒါဆိုလို့ရှိရင်ဒီ 5-3 လေးတွေကိုကြည့်ရတာဒီအော်တိုဘာလအရန်ကိုကန်ကောင်းမဲလာဖြစ်တယ်ပေါ့နော်ကိုယ့်အတွက်အခွင့်အလမ်းတွေကလည်းစောင့်နေတယ်ပြီးရင်ဒီမှာကန်ကောင်းမှုတွေကလည်းရှိနေတယ်တငယ်ချင်းတွေကလည်းကိုယ်ဝင်းရံနေဟလာသူတို့ကလည်းအကြံဉာဏ်ကောင်းနေပြီးမယ်ကိုယ်မှာပြဿနာအခက်အခဲတွေရှိရင်တောင်မှဒါအေးစစ်စစ်ကြော်လွာသွားနိုင်မယ့်အရာတွေဖြစ်တယ်ပေါ့နော်နောက်မိသားစုအနေနဲ့ကိုယ်မှာမိသားစုရှင်မိသားစုအနေနဲ့စုတောင်းထားတဲ့အရာတွေဒါတွေပြေဝဖို့တွေလည်းရှိတယ်ပေါ့နော်တခုပဲဒီမှာတော့သတိပေးတာ do not be tempted to lower your standard ဆိုတော့အကယ်၍များပေါ့နော်လူတွေအမျိုးမျိုးနဲ့ကြုံတွေ့ရတဲ့ချိန်မှာကိုယ်နဲ့အခက်မသိတဲ့သူတွေနဲ့ကြုံတွေ့ခဲ့သည်ရှိတော့ဒါကသူတို့နဲ့ standard အတူတူကိုယ့်ရဲ့ role နှိမ့်လိုက်ဖို့မလိုဘူးပေါ့နော်ဥမာတချို့အရာတွေ neglect လုပ်လိုက်ပေါ့ဟာလားအဲ့တော့အရာအားလုံး attention ပေးနေကြမလို့ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင် tarot ကလေးတွေကိုလည်းကြည့်လိုက်မယ်နော်။ point 3လေးတွေအတွက်အောက်တိုဘာလကဘယ်လိုမျိုးတွေကြုံရမလဲ။ဘာတွေရှိမလဲ။ Okay King of Pentacles the star ဟာလားအဲ့ဒါpoint 2လေးတွေက the star လေဆိုတော့အကယ်၍များကိုက point 2လေးကိုရွေးဖို့အစီအစဉ်ရှိခဲ့တယ်ဆိုရင်လည်းတွားကြည့်ဖို့ recommend ပေးပါတယ် Nine of Pentacles အရန်ကိုကောင်းနေပေါ့နော်အဲ့တော့ okay အဲ့တော့ဒီကက်လေးတွေကိုကြည့်လိုက်တဲ့အချိန်မှာကံကောင်းခြင်းတွေကိုယ့်စီကိုပြေဝလာမဲ့ဆူတောင်းတွေရရှိလာမဲ့ blessing တွေကအများကြီးရှိနေတယ်ပေါ့နော်ကိုယ့်ဘက်မှာကံကောင်းမှုတွေကဒီမှာလေ good fortune ကလည်းရှိနောက်တစ်ခါတော့ကိုမျှော်မှန်းထားတဲ့အရာတွေအခွင့်အရေးတစ်တွေကလည်းကိုယ့်စီကိုရောက်ရှိလာမှာဖြစ်တယ်ပေါ့နော် now ဒီ travel ဆိုတာကတော့ဒါ physically အရာခရီးသွားတာလည်းဖြစ်နိုင်တယ်လို့ဒါမှမဟုတ်ရင်ဒီကိုသွားချင်တဲ့လမ်းကြောင်းကိုရဲ့ကိုရောက်အောင်သွားနိုင်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့လိုသွားနိုင်ဖို့လည်းဒီမှာကိုလမ်းညွန်ပြသမဲ့သူတွေကရှိနေတယ်ဟုတ်လားကိုဖက်မှာရှိနေတယ်ပေါ့နော်ကိုဘယ်ကိုသွားချင်တာလဲတကယ်တော့ဒီ star လေးတွေကအမှန်ဆိုရင်ဒါပင်လယ်ထဲမှာလမ်းပြောင်းနေတဲ့သူဘယ်မှာပဲဖြစ်ပေါ့နော်လမ်းပြောင်းနေတဲ့သူတွေကို star ဒီကြယ်တွေကြည့်ပြီးသွားရတာဆိုတော့လေအဲ့တော့ကိုလမ်းပြပေးမဲ့သူတွေအကြံဉာဏ်ပေးမဲ့သူတွေကရှိနေတဲ့အတွက်ကိုသွားချင်တဲ့ကိုရဲ့ရည်မှန်းချက်ပန်းတိုင်ကိုလည်းရောက်အောင်သွားနိုင်မှာဖြစ်ပါတယ်နောက်ကိုစုတောင်းထားတဲ့အရာတွေကိုရဲ့ပြဿနာတွေအားလုံးဟာကြော်ဖြတ်ပြီးသားအောင်မြင်ပြီးသားဖြစ်လာမယ်ပေါ့နော်ဒါဆိုရင်နည်းနည်းအသေးစိတ်တည်အောင်tarotလေးတွေထပ်ရွှေ့ကြည့်လိုက်မယ်နော်The Hangman The Empress Okay ဒါလေးဒီမှာတင်နော် Okay
Ten of Wands အဲ့တော့ကိုအရှိမကြုံခဲ့ရတဲ့အရာတွေစိတ်ပင်ပန်းစရာတွေအားလုံးကပြီးဆုံးသွားပြီပေါ့နော်ကိုအရှိမကောင်းမွန်တဲ့တောက်ပတဲ့လမ်းကြောင်းတွေ opportunity အသစ်တွေအခွင့်အရေးအသစ်တွေပဲကိုယ်စောင့်နေတာမျိုးဖြစ်တယ်ပေါ့နော်ထန်းဆိုတာကတော့ဒီနံပါတ်မှာအဆုံးမေးပေါ့နော်သူပြီးသွားရင်ကအစပြန်စားတော့သဘောကလည်းအဲ့လိုသဘောမျိုးပဲအဲ့တော့ကိုကြုံခဲ့တဲ့အရာတွေသင်ယူခဲ့တဲ့အရာတွေအောင်မြင်တာဆုံးရှုံးတာပိုင်ဆိုင်တာမပိုင်ဆိုင်တာအားလုံးဟာဒီ cycle တစ်ပတ်ပြီးသွားပြီအစကနေကိုအစ်စ်ပြန်စားတော့မယ်ကိုမှအတွေ့အကြုံတွေကနေရရှိတဲ့အရာတွေကကိုယ်ကိုလည်းရင့်ကျက်စေခဲ့ပြီပေါ့နော်အဲ့တော့ကိုသွားနေတချို့အရာတွေကကိုသွားနေကြလမ်းမဟုတ်တဲ့ရှူတောင်ကနေအမြင်ကနေသွားရတာမျိုးတွေရှိမယ်အဲ့လိုမှသာလျှင်ဒီကိုမှအခက်အခဲဖြစ်နေတဲ့အရာတွေရှိခဲ့ရင်လည်းဒါတွေကိုကြော်လွှားနိုင်ခဲ့မယ်ပေါ့နော်ဒါဆိုရင် by 3လေးတွေအတွက် career နဲ့ပတ်သက်ပြီးတော့လည်းoracle ခက်လေးကြည့်ပေးပါမယ်3လေးတွေကြည့်ရတော့ခရီးသွားရဖို့ကတော့ရှိနေတယ်ပေါ့နော်အရွေတွေ့ရပါတယ် okay inspiration ကိုသူက reverse ပေါ့နော်အဲ့တော့လောလောဆယ်မှာကိုကလေဘာမှလှုပ်ချင်ခံချင်စိတ်မရှိတာဒါမှမဟုတ်ရင်ဒီ creative idea တွေမထွက်လာတော့တာဟလားတစ်ခါလာလဲတာပဲတစ်ခါလာလဲတာပဲဒီလိုမျိုးကိုခံစားနေရတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ inspiring and inspiring ဖြစ်နေရပေါ့နော်အဲ့တော့မတူညီတဲ့ရှုထောင့်ကနေတခြားလူတွေလောက်တယ်လို့မလောက်ပဲနဲ့ကိုရဲ့အမြင်ကိုရဲ့ရှုထောင့်တစ်မျိုးပြောင်းပြီးတော့မှကြည့်ရှုပြီးတော့မှကိုလှုပ်ချင်တဲ့အရာတွေကိုပြန်ပြီးစူးစမ်းသင်ပါတယ်ဆိုတော့ဒီမှာ find new resources ဟာလားအဲ့တော့ it's time to find new resources ဆိုတော့ကို resource အသစ်တွေကိုရှာဖွေတာတခြားသူတွေနဲ့မတူတဲ့အမြင်တွေကနေကြည့်ရှုတာဒီကနေတစင်ကို motivation ပြန်ယူပြီးတော့မှစူးစမ်းသင်နေပေါ့နော်ကဲပြင်းများဒီ file လေးတွေကလောလောဆယ်မှာmotivated မဖြစ်နေဘူးဘာမှလုပ်ချင်ကန်ချင်စိတ်မရှိနေဘူးဆိုရင်တော့အခုပဲထားလုပ်လိုက်ပါဘောနော်ကိုဘာဖြစ်ချင်နေလဲဘာလုပ်ချင်လဲကိုရဲ့ idea တွေကိုပြန်ထုတ်ကြည့်ပါကိုပြန်ပြီးစမ်းစစ်ပြီးတော့မှ idea အသစ်တွေနဲ့အတူအရှိကိုရှောက်လန်းကြည့်ပါပေါ့နော်အရှိမှာကိုပင်ပန်းခဲ့တာတွေပေးဆက်ခဲ့တာတွေနာကျင်တာဆုံးရှုံးတာအောင်မြင်တာအားလုံးကပြီးသွားပြီးတော့မှကိုသင်ခန်းစာအသစ်တွေရရှိပြီးအသစ်အရှိကိုစဖို့တွေလည်းအများကြီးရှိနေတယ်ကိုစီကိုဝင်းရံပေးနေတဲ့သူတွေကလည်းရှိနေသလိုကံကောင်းမှုတွေကလည်းအများကြီးရှိနေတယ်အခွင့်အရေးတွေကလည်းစောင့်နေတယ်ဟလားအဲဒီတော့အခုပဲထားပြီးတော့တခုခုကိုလှုပ်ချင်နေတဲ့အရာရှင်လှုပ်လိုက်ပါလို့အားပေးချင်ပါတယ်ပေါ့နော်အဲ့တော့ part 3လေးတွေအတွက်လည်းဒီနေ့ကတော့ဒီလောက်ပါပဲအကယ်၍များဒီ reading လေးကကိုယ်နဲ့ကိုက်ညီခဲ့တယ်ဆိုရင်တော့ comment လေးရေးပေးခဲ့ပါအောင်နော်နောက်ပိုင်း reading အသစ်တွေကိုလည်းတွေ့ရှိဖို့အတွက်သိရှိဖို့အတွက်ဒီ channel လေးကို subscribe ပြုလုပ်ခဲ့ပေးပါအောင်အမြဲတမ်း tarot reading လေးတွေတင်အောင်လည်းစူးစမ်းပေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ် bye bye